မင်္ဂလာပါ360 New သတင်းကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မဲပေးဆက်တွေကိုပြုပြင်ပြီးမဲခိုးတဲ့ကြံ့ဖို့ပါတီတကူအမှုဖွင့်မှုစီစဉ်နေ NLD တစ်စပေါက်ဒေါ်ဆန္ဒမင်းမဲအပြတ်တက်နေရှုံးပြည်မမှာအနိုင်ရပေမဲ့တိုင်းသားပါတီတွေရှုံးနေခဲ့တဲ့ကြံ့ဖို့ပါတီကန့်ကွက်ဖို့စီစဉ်နေကမ္မနဲ့ထန်းတပေမှာထွေအုပ်ညွှန်မှုနှစ်ဦးမတပေါ်အဆရှိတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းကြောင်းရာတွေပြင်နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပဲဖြစ်ပါတယ်ဒီနေ့လဲရွေးကောက်ပွဲသတင်းကိုပြောကြရအောင်ပါစစ်တဲ့ကြောထောင်းနောက်ခံပေးထားတဲ့ကြံ့ဖို့ပါတီကတော့သူတို့ကြွေးကြော်ထားတဲ့အတိုင်းပါပဲရွေးကောက်ပွဲအပိုင်းတွေမှာမဲဆန္ဒနယ်နေရာအများစုကိုအနိုင်ရရှိခဲ့ပါတယ်ဒီလိုအနိုင်ရရှိဖို့ကလွယ်လွယ်နဲ့တော့ဖြစ်လာတာတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့သူတို့အနိုင်ရရှိဖို့ကြံတဲ့ပါတီအပေါ်ကောက်ကြည့်ရုံမှမှုအပေါင်းနဲ့လှုပ်ဆောင်ခဲ့လို့အနိုင်ရရှိခဲ့တာပါဒါကြောင့်လဲဥကိုကိုကြီးဥဆောင်တဲ့ပြည်သူ့ပါတီနဲ့ဒေါ်တသက်ခိုင်ဥဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီတို့ကကြံ့ဖို့ပါတီမဲခိုးတဲ့အခြေအနေနဲ့စစ်တပ်ဖွဲ့ထားတဲ့ရွေးကောက်ပွဲကော်မရှင်ကိုတင်ပြဖို့ရှိတယ်လို့ပြောဆိုလာပြန်ပါတယ်ဘလို့ဖြစ်ကြလဲဆိုတာနားထောင်ကြည့်ရအောင်ပါမနေ့ကရွေးကောက်ပွဲအပိုင်းတွေမှာကော်မွန်မြို့နယ်ကမဲယုံတယုံမှာမဲပေးဆက်ကို12ကြိမ်နှိပ်လိုက်တဲ့အခါမှာပါတီကြီးတစ်ခုပဲကြာလာပါတယ်သူတို့ဆိုလိုတဲ့ပါတီကြီးကကြံ့ဖို့ပါတီကိုပြောတာပါဒီမဲပေးဆက်ကိုစစ်တပ်နဲ့ကြံ့ဖို့ဘလို့ပူးပေါင်းလှုပ်ထားလဲတော့မသိရပေမဲ့ဒါကပြုပြင်ကြိုတင်လှုပ်ဆောင်ထားတဲ့သဘောပါပဲဘယ်ပါတီကိုပဲထဲတဲ့ကြံ့ဖို့စီပဲမဲရသွားမယ်ဆိုတဲ့သဘောပါနောက်တဲ့တွေးရှိချက်တစ်ခုကတော့မနေ့ကမြို့နယ်တချို့မှာမဲထည့်ရင်းနဲ့မဲပေးဆက်ချိုရင်းတာနဲ့မဲပေးတဲ့စက်ကလုတ်တွေပြက်နေရပါဒါကိုဘယ်သူမှသိမနေပါဘူးကာယကရှင်မဲဆန္ဒရှင်တွေကပြောပြလို့သာသိရတာပါပြီးတော့မဲရလက်ကိုရေတွက်တဲ့အခါမှာဆိုရင်လဲမဲစာရွက်ကိုရေတွက်တာမဟုတ်ပါဘူးစက်ကထွက်လာတဲ့စလစ်ကိုပဲရေတွက်တာပါအဲ့ဒီကနေလက်ရင်းနဲ့ဖောင်ဖြည့်တယ်တွက်ချက်ပြီးမှကွန်ပျူတာထဲထည့်ပြီးရေတွက်တာပါဒါစက်ချိုရင်းမှုဖြစ်သွားတဲ့အခြေအနေပေါ်မဲရည်တွက်မှုအမှားအယွင်းတွေရှိနေနိုင်တယ်ဆိုပြီးတော့ပါတီတချို့ကထောက်ပြကြပါတယ်ဒါကြောင့်မဲပုံတွေကိုမဲစာရွက်ကိုပဲတစ်ခုချင်းထုတ်ပြီးရေတွက်စီကျင်တာပါဒါတွေအားလုံးကမဖြစ်နိုင်တော့ပါဘူးဒီလိုကိစ္စတွေဖြစ်လာဖို့စစ်တပ်နဲ့သူတို့ကြောထောင်းနောက်ခံပေးထားတဲ့ကြံ့ဖို့ပါတီတို့ကရွေးကောက်ပွဲမတိုင်ခင်ကတည်းကကြိုတင်စီစဉ်ထားတဲ့ကိစ္စတွေပဲဖြစ်နေလို့ပါဒါကြောင့်ပဲပြည်သူ့ရှေ့ဆောင်ပါတီဒုတိယဥက္ကဋ္ဌဦးစောဟန်အေးကဥပဒေနီးဥပဒေလုံထုံးလုံနည်းတွေကိုလက်တလုံးချဆောင်ရွက်ခဲ့တယ်လို့ဆိုပြီးကြံ့ဖို့ပါတီကိုရည်ညွှန်းပြောဆိုခဲ့ပါတယ်ပြီးတော့ကြံ့ဖို့ပါတီဟာအပိုင်မဲတွေကိုကြိုတင်ဝယ်ယူခဲ့တယ်လို့လည်းဦးစောဟန်အေးကထုတ်ပြောလိုက်ပါတယ်တခုတော့ရှိသေးတာပေါ့ UEC ကရွေးကောက်ပွဲမှာအနိုင်ရတဲ့ကိုယ်စားလှယ်တွေရဲ့အမည်စင်းကိုမထုတ်ပြန်ရသေးပါဘူးဒီအချိန်မှာကန့်ကွက်တိုင်ကြားတာမျိုးတွေလုပ်လို့ရပါတယ်ဒါပေမဲ့လည်း UEC ဆိုတာစစ်တပ်ထောက်ခံသူတွေနဲ့ဖွဲ့စည်းထားတဲ့သူတွေပါဒါဆိုရင်ဒီလိုကြံ့ဖို့မဲခိုးမဲလိမ်လည်မှုကနေရလာတဲ့ရလက်ကိုပြောင်းလဲဖို့ဖြစ်နိုင်မလားဆိုတာကတော့ပြည်သူတွေပဲဆုံးဖြတ်ပေးကြပါဒီရွေးကောက်ပွဲအပိုင်းနှစ်မှာမြို့နယ်ပေါင်း100ဝန်းကျင်မှာကျင်းပခဲ့ပါတယ်အဲ့ဒီတဲကမြို့နယ်ပေါင်း60နီးပါးမှာကြံ့ဖို့ပါတီကမဲခိုးရလက်နဲ့အနိုင်ရရှိခဲ့တယ်ဆိုပြီးသူတို့ရဲ့ကိုယ်စားလှယ်လောင်းတွေကလူမှုကွန်ရက်မှာကြွားဝါနေကြပါတယ်ဒါပြင်မိုးနဲ့တိုင်းရင်းသားအများစုနေထိုင်တဲ့ပြည်နယ်တွေမှာတော့တိုင်းရင်းသားပါတီတွေကနေရာအများစုကိုအနိုင်ရရှိခဲ့ပါတယ်ဒါကြောင့်ပဲကြံ့ဖို့ပါတီဟာတိုင်းရင်းသားဒေသတွေမှာသူတို့လူနဲ့စိုးရဖွဲ့ဖို့ရည်ရွယ်ထားတဲ့ရည်မှန်းချက်ကထိခိုက်လာတဲ့အတွက်အဲ့ဒီအနိုင်ရရှိထားတဲ့တိုင်းသားပါတီတွေကိုကောက်ကြည့်ရုံမှတဲ့နီးလန်းတွေအသုံးပြုပြီးကန့်ကွက်တိုင်ကြားဖို့စီစဉ်နေကြပါတယ်ပြီးတော့ဒီချုပ်ပါတီကနေထုတ်ပယ်ခံရပြီးပါတီအစ်စ်ကိုဝင်ရောက်အဲ့ဒီပါတီကိုစစ်တပ်ကဖျက်သိမ်းပြီးမှတတိပုဂ္ဂလအနေနဲ့လာတာမြို့နယ်ကနေဝင်ပြိုင်ခဲ့တဲ့ဒေါ်ဆန္ဒမင်းကလည်းရှုံးနေခဲ့တာပါနောက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတစ်ပုဒ်ကတော့မနေ့ကဇန်နဝါရီလ17ရက်နေ့ရွေးကောက်ပွဲနေ့မှာမကွေးတိုင်းကံမမြို့နယ်အုပ်ချုပ်ရေးမှူးဦးစောမင်းနိုင်တဲ့အဖွဲ့ဟာမဲယုံတွေကိုလိုက်စစ်ဆေးနေချိန်လမ်းမှာပြစ်တက်ခံလိုက်ရပါတယ်။သူ့ကိုကံမမြို့နယ်ပြောင်ကျနဲ့ပယ်ကျရွာကြားမှာပြစ်တက်ခံရပြီးဒဏ်ရာတွေနဲ့ဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့လည်းဆေးရုံမှာအသက်ပျောက်သွားခဲ့ရပါတယ်။ဦးစောမင်းနိုင်ကိုဘယ်ဖွဲ့ကရှင်းလင်းခဲ့လဲဆိုတာမထုတ်ပြန်သေးပေမဲ့တော်လိုင်းတပ်ဘက်ကလှုံ့ဆော်ခဲ့တာကိုစစ်တပ်ကဝါဒဖြန့်ထားပါတယ်။နောက်တစ်ပုဒ်ကတော့စစ်တပ်ထောက်တိုင်ကပစ္စတိုတနက်ကင်ပြီးမဲလာထည့်ခဲ့တဲ့ဓာတ်ပုံဟာပြည်သူတွေကြားမှာဝေဖန်မှုတွေမြင့်တက်နေပြီးစစ်ကောင်းဆောင်ပြောတဲ့ဒီမိုကရေစီနီးကျကျပြုလုပ်တဲ့ရွေးကောက်ပွဲနဲ့စန့်ကျင်နေတာကိုလည်းထောက်ပြကြပါတယ်ဒီဓာတ်ပုံကိုစစ်တပ်သတင်းတွေကိုဝါဒဖြန့်နေတဲ့စောဘမောင် Telegram Channel ကစတင်ဖြန့်ဝေခဲ့တာဖြစ်ပြီးဒါဟာဖာပုံမြို့နယ်မှာပြည်သူများအေးချမ်းပျော်ရွှင်စွာမဲထည့်ပေးနေတဲ့မြင်ကွင်းဆိုပြီးခေါင်းစဉ်တက်ခဲ့ပါတယ်ဓာတ်ပုံရတနက်ကင်ထားတဲ့အမျိုးသားဟာမဲပေးပြီးကြောင်းမဲယုံရှိမှလက်တစ်ဖက်ကလက်တန်းမင်တို့ထောင်ပြထားပြီးတစ်ဖက်ကပစ္စတိုတနက်ကိုကင်ထားတဲ့ပုံမှာသူ့ကိုတေချာစုံစမ်းကြည့်တဲ့အခါကျတော့စစ်တပ်ထောက်တိုင်ကရင်နယ်ကြားဆောက်တဲ့ BGF ကနေ KNI ပြောင်းထားတဲ့နှစ်ဗျူဟာထောင်လိုက်ရမှုဗိုလ်မှူးစောဝင်းဘိုပဲဖြစ်နေပါတယ်။ဥပဒေအရတော့ရွေးကောက်ပွဲမဲယုံပရဝုံဂိုက်900အတွင်းလက်နက်ကင်ဆောင်ခွင့်မရှိပါဘူး
ဒါကိုကြည်ချင်းအဖြစ်ပြည်သူတွေကိုတနက်နဲ့ချင်းချောက်နေတာကိုမျက်ဝါးထင်ထင်မြင်တွေ့နေရတာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲဟာဘလို့မှလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘူးလို့ထောက်ပြကြပါတယ်။တိုက်ပွဲသတင်းပတ်ကိုဆက်ရအောင်ပါ။ဒီကနေ့ဇန်နဝါရီလ12ရက်နေ့မနက်အစောပိုင်းမှာပဲခူးတိုင်းပဲနွယ်ကုန်းမြို့နယ်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်ကလီကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်နေပါတယ်။ဒေသခံတွေနဲ့တော်လိုင်းအဖွဲ့တွေရဲ့ပြောဆိုချက်အရဒီမနက်အတွင်းမှာပဲစစ်တပ်ကလီကြောင်းကနေ3ကြိမ်ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။ပဲနွယ်ကုန်းမြို့နယ်ထဲကအမှတ်339ကိုချင်းမြန်တရင်အနီးမှာမနေ့ကတည်းကတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကအထိကအကြဆုံးများနေရတယ်ဖြစ်ပါတယ်။ပဲနွယ်ကုန်းမြို့နယ်နဲ့တော်လိုင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့တော်ကျွန်းမြို့တော်ဟာနယ်နိမိတ်ထိစပ်နေရတယ်ဖြစ်ပါတယ်။နောက်ပြီးပဲနွယ်ကုန်းမြို့နယ်ဟာရန်ကုန်မန္တလေးသွားလမ်းမှာအချက်ချာကျတဲ့နေရာမှာရှိနေတဲ့အတွက်ပြည်သူတွေခရီးသွားလာတဲ့အခါမှာတတိထားကြပြီးသွားလာဖို့ကိုလည်းတိုက်တွန်းထားပါတယ်။နောက်တစ်ပုဒ်ကတော့စစ်တပ်ရဲ့အတင်းကျပ်စစ်မှုထမ်းခံရပြီးရှေ့တန်းပို့ဆောင်ခံခဲ့ရတဲ့တပ်သားတအုံ KNL ထံအလင်းဝင်လာတယ်လို့ KNL ထံအလင်းဝင်လာတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။နောက်တစ်ပုဒ်ကတော့စစ်တပ်ရဲ့အတင်းကျပ်စစ်မှုထမ်းခံရပြီးရှေ့တန်းပို့ဆောင်ခံခဲ့ရတဲ့တပ်သားတအုံ KNL ထံအလင်းဝင်လာတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ဇန်နဝါရီလ10ရက်နေ့ကစစ်ကောင်စီရဲ့ခလာရ265တရင်ကတပ်သား2ဦး KNL တပ်မဟာလေးတရင်17စီအလင်းဝင်လာတယ်လို့ဇန်နဝါရီလ17ရက်နေ့မှာစအရ98တရင်ကစစ်ကောင်စီတပ်သား2ဦးလက်နက်တလက်ယူလာပြီး KNL တရင်17စီအလင်းဝင်ပပြောင်းလာတာပါအလင်းဝင်လာသူ3ဦးလုံးဟာစစ်ကောင်စီတပ်အတင်းအဓမ္မဖမ်းဆီးစစ်သားစုဆောင်းခံရတဲ့ပြည်သူစစ်မှုထမ်းတပ်သားတွေဖြစ်ကြပါတယ်စစ်ကောင်စီတပ်သားတွေလက်နက်နဲ့ဖြစ်စေလက်နက်မဲ့ဖြစ်စေအလင်းဝင်ရောက်မှုတွေရှိပြီးအများစုကစစ်မှုထမ်းတပ်သားတွေဖြစ်ကြပါတယ်အကြောင်းမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းခိုင်းစေခံရတဲ့စစ်ကောင်စီတပ်အတွင်းကစစ်သားတွေအနေနဲ့ဒီဆက်ရတော်လိုင်းတပ်တွေစီရရနီးနဲ့လက်နက်ချအလင်းဝင်ပူးပေါင်းဖို့လည်း KNU ကတိုက်တွန်းထားပါတယ်နိုင်ငံတကာတရေဘက်ကိုပြောရမယ်ဆိုရင်စစ်တပ်ကရိုဟင်ဂျာလူနည်းစုပေါ်မျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့ပါသလားဆိုတဲ့မေးခွန်းကိုနယ်သာလန်နိုင်ငံတဟိမြို့ရှိကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကတရားသူကြီးတွေကဇန်နဝါရီလ12ရက်နေ့စတင်မဲ့3ပတ်ကြာကြားနာစစ်ဆေးမှုတွင်အပြေရှာဆုံးဖြတ်ကြတော့မှာဖြစ်ပါတယ်စစ်တပ်ကကျူးလွန်ထားတဲ့ရိုဟင်ဂျာမျိုးတုံးတပ်ဖြတ်တဲ့အမှုကို ICJ တရားရုံးမှာဇန်နဝါရီလ12ရက်နေ့ကစတင်ကြားနာမှာဖြစ်ပြီးအမှုအတွက်အဆုံးဖြတ်ဖြစ်လာမဲ့တပ်တွေနဲ့စစ်ဆေးချက်တွေကိုကြားနာစစ်ဆေးမှာပါအကြမ်းဖက်မရောက်နိုင်ကိုစားကိုလိုင်ဦးဆောင်တဲ့အဖွဲ့ကရှောက်လဲချက်ပေးကြမှာဖြစ်တယ်လို့အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ထောက်ခံမှုနဲ့အမှုကိုစတင်တိုင်ကြားခဲ့တဲ့ဂမ်ဘီယာကအမှုနဲ့ပတ်သက်တဲ့အချက်လက်တွေကို ICJ တရားရုံးမှာတင်ပြကြမှာဖြစ်ပါတယ်ဇန်နဝါရီလ16ရက်နေ့မှ20ရက်နေ့ထိရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခြင်းမရှိကြောင်းမြန်မာစစ်တပ်ကပြန်လည်ခြေပမှာဖြစ်ပါတယ် ICJ ကမ္ဘာတရားရုံးကတပ်တွေကိုကြားနာရဲ့3ရက်တာသတ်မှတ်ထားပြီးအဲ့ဒီကြားနာမှုကတကားပိတ်ကြားနာမှာဖြစ်ပါတယ်ဂမ်ဘီယာနိုင်ငံက2019ခုနှစ်အတွင်းမြန်မာနိုင်ငံမှာပြုလုပ်ခဲ့တဲ့စစ်တပ်ရဲ့နှိမ်နင်းမှုတွေက1948ခုနှစ်မျိုးတုံးတပ်ဖြတ်မှုတာစီသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့ဆွဆွဲပြီးဒီအမှုကိုတရားရုံးတော်သို့တင်ပြခဲ့တာဖြစ်ပါတယ်မြန်မာစစ်တပ်နဲ့လက်အောက်ခံလက်နက်ကိုင်အဖွဲ့တွေရဲ့အကြမ်းဖက်မှုတွေကြောင့်ရိုဟင်ဂျာသိန်းနဲ့ချီပြီးအိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့ကြရပါတယ်သူတို့ဟာအုပ်စုလိုက်မရင်းချင်းခံရမှုမိရှုံမှုနဲ့လူတက်မှုစတဲ့ထိတ်လန့်စရာအတွေ့အကြုံတွေကိုယူဆောင်လာခဲ့ကြရပါတယ်ဂမ်ဘီယာနိုင်ငံက2019ခုနှစ်မှာရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ဆိုတဲ့အထောက်အထားတွေနဲ့တရားစွဲခဲ့တာပါ2019ခုနှစ်ဒီဇင်ဘာလတုန်းကနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါအောင်ဆန်းစုကြည်ကတဟိမြို့ရှိငြိမ်းချမ်းရေးနန်းတော်ကိုကိုယ်တိုင်တွားရောက်ပြီးစစ်တပ်အတွက်ခုခံခြေပပေးခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်ကဂမ်ဘီယာရဲ့ဆွဆွဲချက်တွေကိုအဖြစ်မှန်ကိုလွဲမှားပြီးမပြည့်စုံအောင်ဖော်ပြထားတဲ့ပုံရိပ်လိုပယ်ချခဲ့ပြီးဒါပြည်တွင်းလက်နက်ကင်ပဋိပက္ခသာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်တစ်ဆက်တည်းမှာပဲပြည်တွင်းမတည်ငြိမ်မှုကိုအကြောင်းပြုပြီးအမေရိကန်ကဆွတ်ဖက်တိုက်ခိုက်လိုက်ရင်တေချာပေါက်လက်တုပ်ပြန်တိုက်ခိုက်မယ်လို့အီရန်ဘက်ကတတိပေးလိုက်ပါတယ်အီရန်နိုင်ငံရဲ့ငွေကြေးတန်ဖိုးစိုးဝါကျဆင်းမှုတွေကိုကုန်သွယ်ရေးဈေးတွေကမြို့တော်တဟီယာမှာချီတက်ဆန္ဒပြခဲ့ရာကစတင်ခဲ့တဲ့လူထုအုံကြွမှုကြီးဟာတနေ့နှစ်ပတ်တွင်တနိုင်ငံလုံးအနှံ့မြို့ရွာတွေစီပြန့်နှံ့ကုန်ပါတယ်ပြီးတော့ဘာသာရေးခေါင်းဆောင်တွေအုပ်စိုးတဲ့အစိုးရကိုဆန့်ကျင်တဲ့လှုပ်ရှားမှုကြီးဖြစ်ပြပြောင်းလဲလာပါတယ်အီရန်အာဏာပိုင်တွေကလည်းအဲဒီဆန္ဒပြပွဲတွေကိုအလွန်ကြုံအင်အားသုံးဖြိုခွင်းနေပြီးအစိုးရရဲ့အကြမ်းဖက်နှိမ်နင်းမှုကြောင့်တိတ်ဆုံးသူရာနဲ့ရှိလာပါတယ်လူမှုကွန်ရက်တွေပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတွေထဲမှာတဟီယန်မြို့ကရေခဲတိုက်တစ်ခုအနားမှာအလောင်းတွေထည့်ထားတဲ့အိတ်ပေါင်း180လောက်ရှိနေခဲ့တာကိုတွေ့ရပါတယ်အမေရိကန်အခြေစိုက်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုသတင်းအေဂျင်စီကနှစ်ဖက်အတီးကယုံတွင်လုံခြုံရေးတပ်ဖွဲ့ဝင်48ဦးထက်မနည်းတိတ်ဆုံးခဲ့ပြီဖြစ်ကြောင်းပြောပါတယ်အီရန်အစိုးရကဆန္ဒပြသူတွေကိုစူပူအကြမ်းဖက်မှုတွေ
စူပူအကြမ်းဖက်သူတွေလို့ဆွဆွဲပြီးနိုင်ငံရဲ့လုံခြုံရေးနဲ့အစ္စလာမစ်အုပ်ချုပ်ရေးတွေအပေါ်ထိပါလာတဲ့ဘလို့အကဲဆမ်းမှုကိုမှတီးခံမှာမဟုတ်ကြောင်းချိန်ချောက်ထားပါတယ်တခြားတစ်ဖက်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်အစိုးရကိုဆန္ဒပြပြည်သူတွေကိုဆက်ပြီးအကြမ်းဖက်တပ်ဖြတ်နေမယ်ဆိုရင်သူတို့ကိုကူညီကာကွယ်ဖို့အတွက်အမေရိကန်ကစီရေးရဆွတ်ဖက်ရနိုင်မယ်လို့ချိန်ချောက်ထားပါတယ်ဒီပြောဆိုချက်ပေါ်အီရန်လွှတ်တော်ဥက္ကဋ္ဌကအမေရိကန်ကသာစတင်တိုက်ခိုက်လာမယ်ဆိုရင်ဒေတာရင်းမှာရှိတဲ့အီရန်နဲ့အစ္စရေးရဲ့စီရေးရေချောင်းကုန်သွယ်ရေးဌာနတွေဟာအီရန်အတွက်တရားဝင်တိုက်ခိုက်ခွင့်ရှိတဲ့ပြစ်မှတ်တွေဖြစ်လာကြလိမ့်မယ်လို့တုံ့ပြန်ခဲ့ပါတယ်နောက်ဆုံးတစ်ပုဒ်ကတော့ထိုင်းနိုင်ငံမှာတစ်စိတ်ကမ္ဘောဒီးယားနိုင်ငံသို့တရားမဝင်ဝင်ရောက်ရန်ကြိုးပမ်းတဲ့မြန်မာနိုင်ငံသား16ဦးကိုစာကဲကိုခိုင်မှာဖမ်းဆီးခဲ့ကြောင်းထိုင်းစစ်တပ်ကထုတ်ပြန်လာပါတယ်။အဲဒီမြန်မာနိုင်ငံသား16ဦးဟာစာကဲကိုခိုင်ရှိစိုက်ခင်းလမ်းတစ်လျှောက်ဖြတ်တန်းပြီးအုပ်စုလိုက်လမ်းလျှောက်နေတာကိုတွေ့ရပြီးအထောက်အထားစာရွက်စာရမပြနိုင်တဲ့အခါထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။သူတို့ဟာမန်လေးတိုင်းမြစ်သားမြို့နယ်ကလူတွေဖြစ်ကြပြီးကမ္ဘောဒီးယားနိုင်ငံရဲ့အွန်လိုင်းအလုပ်ခေါ်စာတစ်ခုမှာတန်ရှင်းဝန်ထမ်းဖြစ်တစ်လကိုအမေရိကန်ဒေါ်လာ900ရရှိမယ်လို့တွေ့ရှိခဲ့တာကြောင့်ဆက်သွယ်ခဲ့ပါတယ်။အဲဒီကနေတစ်စစ်ထိုင်းမျိုးသားတဦးနဲ့မြန်မာအမျိုးသားတဦးတို့ကသူတို့ကိုကမ္ဘောဒီးယားနိုင်ငံသို့ပို့ဆောင်ပေးရန်အတွက်ကားတစ်စီးနဲ့နယ်စပ်ကိုလာရောက်ပို့ဆောင်ပေးခဲ့တယ်လို့ထွက်ဆိုခဲ့ကြပါတယ်။သူတို့ကတအုပ်တွေလမ်းစိတ်ဖြစ်ဘတ်12000ပေးချေခဲ့ရပြီးအခုတော့သူတို့ကိုဥပဒေအရအရေးယူနိုင်မှုစီစဉ်နေပြီဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့360 News သတင်းကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။ဒီစီစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ညနေ6:00နာရီမှာ360 News YouTube Channel ကနေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။